Golden Bells တောက်ကြနေ့10ရက်ဇူလိုင်လ2026နေ့စဉ်ဖတ်ရှုရန်ကျမ်းနေဟမိခန်းကြီး73ပြစ်မှားခြင်းကိုမပြုသူ၏နှုတ်၌မူသားမရှိတော့လေလူဆိုးတို့နှင့်အတူမြေမြုပ်ခြင်းကစီရင်ကြ၏တို့ရတွင်သေပြီးမှတထေး၌ရှိ၏ဟေရှာယနာဂတိကျမ်းအခန်းကြီး53အခန်းငယ်9ဒီနေ့နှုတ်ကပတ်တော်အဖြစ်ခွန်အားယူဖို့ရန်အတွက်ဖိအားတွေကြားတဲ့ကရဲရင်းနဲ့ယုံကြည်ခြင်းအကြောင်းကိုဝေငှခြင်းပါလေယောမဒလိထုံးစံအရာဆိုရင်တော့ပြစ်မှုကျူးလွန်တဲ့သူတွေကိုအများသုံးသင်ချိုင်းတွင်းထဲမှာပဲမြုပ်နှံလေးရှိကြတာဖြစ်ပါတယ်သို့တော်လည်းချမ်းသာကြွယ်ဝတဲ့ယူဒတရားလွတ်တော်အဖွဲ့ဝင်တွေဖြစ်ပြီးသခင်ယေရှုရဲ့လျှို့ဝှက်နောက်တော်လိုက်တွေဖြစ်ကြတယ်အရွေမသက်မျိုးသားယောသတ်နဲ့နီကောတင်တို့ဟာရဲရင်စွာနဲ့ကိုတော်၏အလောင်းတော်ကိုယောသတ်ရဲ့ဂူသင်းချိုင်းအသစ်ထဲမှာတင်းကြိုဖို့ရန်အတွက်စီစဉ်ခဲ့ကြပါတယ်ဤသူနှစ်ဦးဟာဘာသာရေးခေါင်းဆောင်80တို့အထက်မှာတခုတည်းသောယုံကြည်သူတွေဖြစ်ဟန်တူပြီးတော့ပြင်းထန်တဲ့ဆန့်ကျင်မှုတွေရန်လိုမှုတွေကိုအပီအပြင်းရင်ဆိုင်ခဲ့ကြရတာဖြစ်ပါတယ်သူတို့ရဲ့အခြေအနေဟာမယုံကြည်သူတွေပဲရှိတဲ့အလုတ်ခွင်ထဲမှာသို့မဟုတ်လူအတိုင်းဝိုင်းထဲမှာတကူလေးကြံရည်တကယ်တော့ခံစားရနိုင်တယ်ယနေ့ခေတ်ယုံကြည်သူတွေရဲ့အခြေအနေနဲ့အင်မတန်မှတူညီလာပါတယ်ပတ်ဝန်းကျင်ရဲ့ဆန့်ကျင်မှုတွေဘလောက်ပဲရှိနေပါစေယောသတ်ဟာသခင်ယေရှုရဲ့အလောင်းတော်ကိုရဲရင်စွာတောင်းခံခဲ့တယ်လို့နီကောဒင်ကလည်းလွတ်တော်ရဲ့မတရားတဲ့စီရင်ဆုံးဖြတ်ချက်တွေကိုပြက်ပြက်သားသားစိန်ခေါ်ခဲ့ပါတယ်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး9အခန်းငယ်90ကနေ52အရာဖြစ်ပါတယ်သူတို့ဟာသခင်ယေရှုကိုပြစ်တင်ရှုံချခြင်းကနေရှောင်ကျဉ်ခဲ့ကြပြီးဘေးပတ်ဝန်းကျင်ကလာတဲ့ဖိအားတွေအများကြီးကြားထဲမှာပဲမိမိတို့ရဲ့ယုံကြည်ခြင်း၌ခိုင်မာစွာယက်တည်ခဲ့ကြတာဖြစ်ပါတယ်ဒါကြောင့်မလို့တခါတရံမှာယုံကြည်သူတွေဟာဝေဖန်တိုက်ခိုက်တဲ့သူတွေကိုစီလျော်စွာခြေပစရာစကလုံးမရှိရင်တောင်မှဖျားသခင်ပေါ်ထားတဲ့ယုံကြည်ခြင်းတစ်ခုတည်းကိုပဲအမြဲတမ်းအမိပြုရတာဖြစ်ပါတယ်အဲ့ဒါဟာထိုခေတ်တုန်းကယောသတ်နဲ့နီကောဒင်တို့ပြုခဲ့တယ်လို့မျိုးပဲဖြစ်ပါတယ်ဒါကြောင့်သူတို့ရဲ့စံနမူနာကောင်းဟာစိန်ခေါ်မှုတွေအင်မတန်များပြားလာတဲ့အခုခေတ်ပတ်ဝန်းကျင်ထဲမှာကျွန်တော်တို့တွေရဲရင်ပြီးတော့တစ္ဆာရှိစွာအသက်ရှင်နေထိုင်သွားနိုင်ဖို့ရန်အင်မတန်မှခွန်အားပေးလျက်ရှိနေတာဖြစ်ပါတယ်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ